မိုးဖွဲဖွဲရွာနေတဲ့ညတညရန်ကုန်မြို့အပြင်ဘက်ကကျောင်းအောင်တစ်ကျောင်းမှာနောက်နေ့စာမှုပွဲအတွက်ကိုမင်းတယောက်တည်းစာချက်ဖို့လာနေခဲ့တယ်။ကျောင်းကနှစ်ပေါင်းများစွာကတည်းကတည်ရှိခဲ့ပြီးညပိုင်းဆိုရင်တိတ်ဆိတ်လွန်းလို့ကိုယ်အသက်ရှူတန်အောင်ပြန်ကြားရတယ်လို့ဖြစ်နေတယ်။ညဦးပိုင်းမှာကျောင်းဆောင်ဦးလေးကြီးကလာပြီးတတိပေးတယ်။အပေါ်ထက်အခန်း3ဘီနားကိုမသွားနဲ့ညဘက်မှာတခါတလေကောင်မလေးတယောက်ကိုတွေ့ရတတ်တယ်။ကိုမင်းကအဲ့ဒါကိုပုံမြင်ဟောင်းတစ်ခုလိုပဲထင်ခဲ့တယ်။ည8နာရီကျော်လာတော့တကြောင်လုံးလူမရှိတော့ဘူးလျှက်စစ်မီးကလည်းတခါတရံလင်းလိုက်မိန်လိုက်ဖြစ်နေတယ်သူစာကြက်နေရင်အပေါ်ထက်ကနေစပွဲချစ်တန်တူတူလေးကြားလာရတယ်အစမှလေတိုက်တန်လို့ထင်ပေမဲ့နောက်တစ်ချိန်မှာတော့ရှင်းရှင်းလင်းလင်းဖြစ်လာတယ်ကိုမင်းကဖုန်းမီးဖွင့်ပြီးလှေကားပေါ်တက်သွားတယ်အပေါ်ထက်လျှောက်လန်းကလေထုကအေးဆက်နေပြီးကြောချမ်းစရာကြီးဖြစ်နေတယ်အခန်းတကားတွေအားလုံးပိတ်ထားပေမဲ့အခန်း3ဘီတကားကနည်းနည်းဟနေတယ်